ကိုနေတဲ့နေရာဒေသရဲ့တရက်ပင်ကိုပြပါမယ်တရက်သီးလေးတွေကိုကြည့်ပါအောင်ကွယ်ဒီမှာပါရင်ခွဲသီးလေးပါမန္တလေးရင်ခွဲပါဒီမှာပါအသီးတွေအကုန်လုံးကမြေကြီးနဲ့ထိနေတော့မှာပါဒီမှာပါဒီမှာဆိုအမြေကြီးနဲ့တော့တိုက်နေပါလေအသီးအနှံလေးတွေနဲ့ဒီလိုလေးနေရတဲ့အရာလေးကဘာနဲ့မှမလဲနိုင်ဘော်ဒီကြားလို့အပင်ရောက်မှာငုတ်တုတ်ထိုင်ပြီးတရသည်ခူးနေရပါတယ်ရှင်ခုတော့ကင်ကြည့်တာပါရှင်မှခူးပါမယ်ရှင်အားကြီးလှပါတယ်ဒါမြေကြီးပါရှင်တထွာတော့မကမြေကြီးနဲ့တထွာတော့မကနှစ်ထွာလည်းမရှိအဲ့လိုတည်နေတာပါ